ဆိုတော့ဒီကနေ့အားလုံးနဲ့ဝင်ငါချင်းတဲ့ခေါင်းစဉ်လေးရပါလဲဆိုတော့ငွေလိုနေတဲ့အခါမှာဖတ်ရမိကျန်းချက်10ချက်ဖြစ်ပါတယ်ကျွန်တော်အင်မတန်ခွန်အားရမိပါတယ်အဲ့ဒီကျန်းစာတွေကျန်းချက်တွေကိုဒီဟာကကျွန်တော်တို့ Facebook မှာရေးတင်ပြီးသားစာတွေဖြစ်တယ်ကျွန်တော်ကိုယ်တိုင်က Facebook မှာရေးတင်ပြီးသားစာဖြစ်ပါတယ်ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့ကျွန်တော်တို့အားလုံးစိတ်ဝင်စားမိမယ်လို့ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူတိုင်းငွေအင်မတန်လိုနေတဲ့ကာလဖြစ်တယ်။ခဲရင်ဆိုးရုပ်တဲ့ကိုဗစ်ကာလမှာလူတိုင်းပြဿနာကြုံရတာကစီးပွားရေးပဲ။စီးပွားရေးတကယ်ကိုဘယ်လိုလုပ်ရမှမသိဘူးဖြစ်သွားတယ်။မိသားစုမှာမိသားစုများတဲ့အဖွဲ့တွေဆိုရင်ဘယ်လိုအသက်ရှင်ရမလဲမသိဘူး။တကယ်ပဲမျောလင်းချက်မဲ့ကုန်တယ်။စိုင်ဖွင့်ထားတဲ့လူဆိုစိုင်ပိတ်ရတယ်။စီးပွားရေးလုပ်ရင်လုံးဝကိုစီးပွားရေးတော်ကြဆင်းလာတယ်ဒီချိန်မှာဘာလိုနေလဲဆိုငွေလိုလာတယ်ငွေအင်မတန်လိုနေတယ်ငွေအင်မတန်လိုနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကနေ့ဟောမယ့်တရားဒေသနာကတင့်အတွက်ဖြစ်ပါတယ်ကျွန်တော်လည်းငွေလိုနေပါတယ်ဒါကြောင့်ဒီတရားဒေသနာကျွန်တော်အမြဲတမ်းခွန်အားယူနေရတဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လူတိုင်းရဲ့ဘဝအထဲမှာအခက်ခဲဆုံးအချိန်ရှိပါတယ်ဒါအခုအချိန်မှာလူတိုင်းအတွက်အခက်ခဲဆုံးအချိန်ပါပဲယုံကြည်သူခရစ်ယာန်တယောက်အနေနဲ့ကယ်တင်ခြင်းရပြီဆိုပေမဲ့လည်းလောကမှာအသက်ရှင်နေရသေးပါတယ်စားဝတ်နေရရုန်းကန်နေရပါတယ်ကယ်တင်ချင်းရတာမှန်ပါတယ်ချက်ချင်းဝုန်းကနေဆိုပြီးမှကယ်တင်ချင်းရတဲ့တရေမှာကောင်းကင်ရွှေပြီးမရောက်သေးပါဘူး။ဘာကြောင့်လဲကျွန်တော်အသက်ရှင်နေရသေးတယ်လောကမှာအပြစ်နဲ့ပြည့်နေတဲ့လောကဒဏ်တရားတွေကိုကျွန်တော်တို့ကရင်ဆိုင်တိုက်လန်နေရသေးတဲ့အလားအလာတွေအများကြီးရှိပါတယ်အခြေအနေရှိပါတယ်။ဒါကြောင့်ငွေကြေးအင်မတန်ခက်ခဲလာတဲ့အချိန်ရှိပါတယ်ခက်ခဲကြုံတွေ့လာတဲ့အချိန်ရှိပါတယ်။ဒါဆိုရင်ဘယ်လိုလုပ်ရမလဲငွေအင်မတန်လိုအပ်နေတဲ့အခါမှာဘလို့အသက်ရှင်ရမလဲဘလို့ချင်းချင်ရမလဲဆိုတဲ့အရာကိုကြမ်းချက်စိတ်ချက်နဲ့ကျွန်တော်ခွန်အားပေးချင်ပါတယ်ဒီကနေ့တရားဒေသနာကတူတိတ်လေးပဲဖြစ်ပါတယ်ဒါကြောင့်အဆုံးထိနားထောင်ပေးပါလို့ကျွန်တော်ခွန်အားပေးချင်တယ်နံပါတ်1ငွေလိုနေတဲ့အချိန်မှာဖတ်ရမယ့်ကြမ်းချက်စိတ်ချက်တွေကနံပါတ်1တစ်ချက်ကရှမတ်သက်ခရစ်ယာန်ခန်းကြီး16ငွေ26ဖြစ်ပါတယ်အင်မတန်ငွေလိုနေတဲ့အခါမှာဒီကြမ်းချက်ကိုမမေ့ပါနဲ့အမြဲတမ်းဖတ်ပါကျွန်တော်တို့ဒီမှာပြထားတာအတူတူကဖတ်ရအောင်เนาะကျွန်တော်ဖတ်ပါမယ်ရှမတ်သက်ခရစ်ယာန်ခန်းကြီး16ငွေ26လူဒီစကြဝဠာကိုအကျွေးမဲ့ဆိုရပြီးမိမိအသက်ဝိညာဉ်ရှုံးလေအဘယ်ကျေးဇူးရှိသနည်းမိမိအသက်ဝိညာဉ်ကိုအဘယ်ဥစ္စာနဲ့ယူနိုင်သနည်းဒီနေရာမှာကျွန်တော်တို့ပေးချင်တဲ့အလင်းကပါလေတင်ငွေတအားလိုနေတဲ့အခါမှာဒီကျမ်းစာကိုဖတ်ပြီးမှအလင်းကိုယူပါဘာအလင်းလဲဆိုတော့ငွေလိုနေတဲ့ငွေအင်မတန်ငွေလိုနေတဲ့အချိန်မှာလူနေတဲ့ငွေရဖို့ရန်အတွက်တင့်ကျမ်းမာရေးနဲ့မလဲလှယ်လိုက်ပါနဲ့လက်ရှိตาယာနေတဲ့မိသားစုဘဝကိုရှေ့ရေးချမ်းသာဖို့ရန်အတွက်ကျမ်းမာရေးကိုကျွန်တော်တို့ view site ပါချမ်းသာကြွယ်ဝမှုခုတုံးမလုံးမိပါစေနဲ့ကျမ်းမာရေးနဲ့မိသားစုတင့်မှာမရှိတော့ဘူးဆိုလို့ရှိရင်ငွေဘလောက်ပဲရှိတင်ကဘာပေါ်မှာအစင်းရဲဆုံးလူပါပဲကျွန်တော်ဥပမာလေးတစ်ခုပေးမှာပဲပါဥပမာလေးတစ်ခုပေးချင်ပါတယ်အခုကိုဗစ်ကာလမှာကျွန်တော်တို့သတင်းတွေဖတ်ရတယ်အင်မတန်ချမ်းသာတဲ့လူတွေလည်းကိုဗစ်ယောဂပိုးကူးဆက်သွားတဲ့အခါမှာမိမတခြားကလေးကတခြားကိုကတခြားကိုဘာပဲပိုင်ဆိုင်နေပါစေအခုဒီရဲ့ဆေးကကျွန်တော်တို့ကာကွယ်ဆေးမထွက်လာသေးတဲ့အခါမှာကိုကူးဆက်မိပြီးဆိုလို့ရှိရင်ခွဲနေရမိသားစုလုံခြုံတဲ့မိသားစုမရှိတော့ဘူးကိုပတ်စံဘလောက်ပဲတိမ်ပေါင်းတောင်းချီရှိကိုကကွာတင်းဝင်ရတယ်ပြီးလို့ရှိရင်ဈေးရုံမှာကုသချင်းခံရတယ်လူတွေနဲ့ထိတွေ့မှုအဝေးမှာနေရတယ်။အိုးမိသားစုနဲ့ရှင်ကွဲနေရဆိုလိုချင်တာကတခါတလေကျွန်တော်တို့ငွေတအားလိုတဲ့အခါမှာကျန်းမာရေးကိုဂရုမစိုက်ပဲဖြစ်တတ်တယ်။ဒါကြောင့်ငွေဘလောက်ပဲလိုကျန်းမာရေးကိုအင်မတန်ဂရုစိုက်ပါအခုချိန်မှာကိုဗစ်ကာလဖြစ်တဲ့အစိုးရတွေကစရင်သတင်းတွေထုတ်ထားတယ်စီကန်းတွေထုတ်ထားတယ်ကျွန်တော်တို့ကဟာစီကန်းတွေဘလောက်ထုတ်ငါတော့တအားခက်ခဲတဲ့အတွက်ငါပတ်စံလိုတဲ့အတွက်ငါအပြင်ထွက်ရမယ်ဆိုရင်တောင်မှဟိုမဖြစ်မနေထွက်တဲ့ကိစ္စမှထွက်ပါမဟုတ်လို့ရှိရင်ကျွန်တော်တို့ကပတ်စံလေးပို့ပြီးမှရဖို့အရာကိစ္စတစ်ခုကိုတကယ်လို့ယောဂရလာပြီဆိုရင်မိသားစုတစ်ခုလုံးရှင်ကွဲနေရမယ်ပို့ဆိုးတာကကျွန်တော်တို့အသက်ပါဆုံးရှုံးနိုင်တယ်ချစ်တော်ညီကိုမောင်မတို့ငွေတအားလိုနေတဲ့အခါမှာတင်ဖက်ရမယ့်ကြမ်းချက်ကဒီကြမ်းချက်ပဲလူတွေစကြဝဠာကိုအကျွင်းမဲ့၍မိမိအသက်ဝိညာဉ်ရှုံးတဲ့အဘယ်ကျေးဇူးရှိသနည်းတဲ့ဟုတ်ပြီတဲ့ကျမ်းစာကပြောတယ်နင်ငွေတအားလိုနေတဲ့အခါမှာလုံလောက်တော့ကျေးဇူးတော်ကဘုရားသခင်တင့်ကိုပေးမယ်ဆိုပေမဲ့လေသင်ကလောဘကြီးပြီးတော့မှကျမ်းမာရေးကိုဂရုမစိုက်ဘဲနဲ့တွားပြီးတော့မှငွေအများကြီးကိုဟိုလွန်ကဲစွာနဲ့တွားရှာခဲ့မယ်ဆိုရင်တ
တင်းကျဲမှာရေမကောင်းပဲနဲ့တင်းအသက်တည်သွားတော့မဲ့အချိန်မှာတင်းရှာလာတဲ့ဟာဘာအကျိုးရှိမှလဲချက်တော်ညီကိုမောင်တို့လူဟာကျမ်းမာရေးနဲ့အသက်ရှင်ခြင်းကပိုအရေးကြီးပါတယ်ဒါကြောင့်သခင်ယေရှုခရစ်တော်ကပြောတယ်ပတ်စံကငွေကြေးကမကောင်းတာမဟုတ်ဘူးကောင်းတယ်ကျွန်တော်တို့အသက်ရှင်ဖို့ရန်အတွက်လိုအပ်တယ်ဒါပေမဲ့လွန်ကဲဆိုတာကျမ်းမာရေး view မဆိုင်ဘဲနဲ့ရှာခြင်းဟာတဲ့တကဘာလုံးကိုတင်တယောက်တည်းပဲပိုင်ရင်တော့မှတင်ပေမဲ့အချိန်ရောက်လာရင်ဘာထူးမှလဲချစ်တော်ညီကိုမောင်တို့အင်မတန်ဆင်ခြင်စရာဖြစ်တယ်ဒါကြောင့်တင်ငွေတအားလိုနေလို့ရှိရင်ဒီကျမ်းစာလေးဖတ်ပါတင်စိတ်ကိုဘုရားသခင်ပြင်ဆင်လိုက်မယ်ဒါနံပါတ်1တစ်ခုနံပါတ်2ငွေလိုနေတဲ့အခါမှာဖတ်ရမယ့်ကျမ်းချက်နံပါတ်2တစ်ချက်ကပါလဲဆိုတော့တိခန်းကြီး6ငယ်9နဲ့10ဖြစ်ပါတယ်ဖတ်ရအောင်အကြောင်းမူကားငါတို့ဒီဤလောကထဲတို့အဘယ်ရာမြတ်မပါဘဲလာသည်ဖြစ်၍ထွက်သွားလင်လေအဘယ်ရာကိုမြယူ၍မသွားနိုင်ဟုထင်ရှားလဲရှိတို့ဖြစ်၍စားရန်ဝတ်ရန်ရှိသမျှနှင့်ရောက်ရဲလဲနေကြကုန်အံ့ငွေရတတ်ခြင်းကအလိုရှိသောသူတို့သည်အပြစ်သွေးဆောင်ခြင်းဖမ်းမိခြင်းမိုက်မဲဖြစ်စီတတ်သောတမတ်ခြင်းများတဲ့ကြာရောက်တတ်ထိုတို့အဖြစ်သူတို့သည်အကျိုးနည်းခြင်းပျက်စီးခြင်း၌နှင့်မွန်တတ်ကြ၏တဲ့ချစ်တော်ညီကိုမောင်တို့ဒီကျမ်းချက်လေးဖတ်ခြင်းအဖြစ်ပါလဲဆိုတော့ငွေရေးကြေးရေးကြောင့်ချမ်းသာကြွယ်ဝမှုအရေးကြောင့်ဝိညာဉ်မျက်စိမကန်းစေပါနဲ့ရိုးသားကြိုးစားပြီးမှရှိတာနဲ့ရောက်ရဲတတ်ဖို့လိုပါတယ်ရောက်ရဲတယ်ဆိုတာပါလေရောက်ရဲတယ်ဆိုတာအခုလက်ရှိအရာကိုကျွန်တော်တို့မြင်တတ်တယ်။အော်ငါမှစားစရာလေးရှိသေးတာပဲ။ငါကြိုးစားလို့ရသေးတာပဲ။ဆိုလိုချင်တာကငွေလိုတဲ့အခါမှာမတမာတဲ့နီးတွေနဲ့မလုပ်ပါနဲ့။ရိုးရိုးသားသားလုပ်ပါ။ဘုရားသခင်ကဒီမှာတတိပေးပြီးတာပဲ။တင်ငွေတအားလိုတဲ့အခါမှာစိတ်ထဲမှာမကောင်းတဲ့အလုပ်တွေလမ်းကြောင်းတွေပေါ်လာရင်တင်တိတ်တိတ်လေးနဲ့လုံမိတတ်တယ်ယုံကြည်သူတွေကဘုရားသခင်မကြိုက်မှန်းသိတယ်ဒါပေမဲ့ကိုကငွေတအားလိုနေတာ哦ငွေတအားလိုနေတော့မကောင်းတာတွေတော့လုံမိတတ်တယ်ဒါဒီမှာတတိပေးထားတယ်ငွေလိုနေတဲ့ခါမှာဒီကျမ်းချက်ကိုဖတ်လိုက်တဲ့ခါမှာဒါကမကောင်းဘူးတော့ဆိုမှဘုရားသခင်တင့်ကိုတတိပေးလိုက်မှတာ၍ဒါကြောင့်ရိုးရိုးတသားကြိုးစားပါကိုချမ်းသာကြွယ်ဝဖို့အဲ့ဒီငွေရေးကြေးနောက်လိုက်ပြီးတော့မှကျွန်တော်တို့ဘုရားသခင်ရဲ့စကားကိုမပစ်ပယ်လိုက်ပါနဲ့ဒါဒီအင်မတန်အန္တရာယ်ရှိတဲ့အရာဖြစ်တယ်ဘာကြောင့်လဲဆိုတော့အပြစ်သွေးဆောင်ခြင်းကလာပြီတင်လိုက်ပါသွားမလားမလိုက်ပါသွားဘူးလားဆိုတော့တင်ရဲ့ရွေးချယ်မှုပေါ်မှာမူတည်တယ်အပြစ်သွေးဆောင်ခြင်းလာပြီငွေကြေးကြောင့်အပြစ်သွေးဆောင်ခြင်းလာအမှန်ကငွေကအပြစ်မပါပဲရှာလို့ရတယ်ဒါပေမဲ့စာရမဏေကတင်အလိုအဆုံးကိုသူသိတယ်ဒါကြောင့်တင်အလိုအဆုံးအရာနဲ့ငွေနဲ့လာပြီးဆွဲဆောင်တဲ့အခါမှာတင်ပါသွားနိုင်တယ်ပါသွားတဲ့အခါမှာလို့ဖြစ်သွားကျမ်းစာကဖမ်းမိခြင်းမိုက်မဲဖြစ်စီတတ်တော့တတ်မှတ်ခြင်းကိုကြားရောက်တတ်တယ်အဲ့လိုကြားရောက်သွားတဲ့အခါမှာစာရမဏေရဲ့လက်ထဲရောက်သွားလိမ့်မယ်ပျက်စီးသွားလိမ့်မယ်ချစ်တော်ညီကိုမောင်တို့ငွေအင်မတန်လူနေတဲ့အခါမှာဒုတိယကျမ်းချက်တော့အမြဲတမ်းတတိယပါဒါမှဒါလည်းကျွန်တော်တို့အထဲမှာပြန်လဲချင့်ချိန်နိုင်မယ်စင်ချင်နိုင်မယ်ဆက်လက်ပြီးမှငွေလိုနေတဲ့အချိန်ဖတ်ရမယ့်ကျမ်းချက်နံပါတ်3တစ်ချက်ကပါလဲဆိုတော့ရှင်ယာကုပ်ဩဝါဒစာခန်းကြီး1ငယ်9ငါချစ်တော်ညီကိုတို့နားထောင်ကြလောလောကတွင်ဆင်းရဲသောသူတို့သည်ယုံကြည်ခြင်းယတနာကိုရစေခြင်းက၎င်းဘုရားသခင်ကိုချစ်တော်သူကပေးတော်မူမည်ဟုဝန်ခံတော်မူသောနိုင်ငံတော်၏အမွေခံဖြစ်ခြင်းက၎င်းထိုသူတို့ကိုရွေးကောက်တော်မူသည်မဟုတ်လောများသောအားဖြင့်ကျွန်တော်တို့ငွေလိုနေတဲ့အခါမှာငါမှမရှိဘူးဆိုတာကိုပဲတွေးခေါ်တတ်တယ်โอเคအဲ့လိုတွေးခေါ်နေလို့ကျွန်တော်တို့ကငွေလိုနေတဲ့အခါမှာဖတ်စီခြင်းတဲ့ကျမ်းချက်ကနံပါတ်3တစ်ချက်ဖြစ်တယ်တခါတလေကျွန်တော်တင်းအုပ်ဆရာကျွန်တော်ဒီမှာတင်းအုပ်ဆရာလုပ်တယ်တခါတလေကျွန်တော်သုံးဆရာပတ်စံကိုမရှိတော့တဲ့အချိန်တွေဖြစ်လာတတ်တယ်လက်ထဲမှာလုံးဝမရှိတော့တာတကယ်မရှိတော့တာဘာသုံးမလဲပြောရင်လည်းဟာရှက်ဆရာကြီးဘလို့ငါဘလို့တော့ပြောမလဲငါပတ်စံမရှိဘူးဆိုတာโอเคဖျားစီမှာပဲပြောတယ်ဒါပေမဲ့ဖျားတခင်ပေးလာတဲ့အဖြေကပါလဲဆိုတော့ကျမ်းချက်ကိုဖတ်လိုက်တဲ့အခါမှာဘာပြောလာလဲဆိုတော့နင်မရှိတာပဲမကြည့်ပါနဲ့တဲ့နင်မှာရှိတဲ့အရာကိုကြည့်ပါငါမှာပါရှိတယ်လေဘုရားသခင်လို့ကျွန်တော်မိကုံးထုတ်လိုက်တဲ့အခါမှာဘုရားသခင်ကကျမ်းစာအားဖြင့်ဘယ်လိုဖော်ပြလဲဆိုတော့ဘုရားသခင်ကိုချစ်တော်သူတွေကယ်တင်ရှင်ရတဲ့သူတွေကနိုင်ငံတော်ရဲ့အမွေခံဖြစ်တယ်ငါသားခေတ္တအရာတွေမှာမကြည့်ပါနဲ့ခေတ္တအရာတွေမှာလုံလောက်တော့အစာကိုနင်တို့ငါပေးပြီးသားပဲငါသားသမီးဒါပေမဲ့ငါသားသမီးတွေအတွက်ထာဝရအမွေခံဆိုတာရှိသေးတယ်အဲ့ဒီထာဝရအရာကိုကြည့်ပါဆိုတော့ဘုရားသခင်ဖော်ပြလာတဲ့အချိန်မှာကျွန်တော်တို့ခွန်အားရတယ်မဟုတ်ရင်ကျွန်တော်ခွန်အားမရနိုင်တော့ဘူးဟာသူများတွေကိုနှစ်သိမ့်ပေးတဲ့တင်အုပ်ဆရာသူများတွေကိုဆူတောင်းပေးနေတဲ့တင်အုပ်ဆရာဖခင်အမှုတော်ဆောင်တဲ့တင်အုပ်ဆရာကဘာကြောင့်တခါတလေကြာရင်ပတ်စံတပြားမှမရှိတဲ့အချိန်တွေဖြစ်လာတတ်တယ်လေခက်ခဲတဲ့အချိန်တွေဖြစ်လာတတ်တယ်လေစဉ်းစားလို့မရဘူးဆိုတော့ဘုရားသခင်ကအဖေပေးလာတဲ့အခါမှာကျွန်တော်တို့ကနှစ်သိမ့်ခြင်းကိုရတယ်။အော်ဘုရားသခင်အငတ်မထောင်တကယ်ဘုရားသခင်အငတ်မထောင်လိုအပ်တာကိုတော့ဘုရားသခင်ပေးတယ်။လိုချင်တိုင်းကိုတော့ဘုရားသခင်ပေးမှာမဟုတ်ဘူး။တင်းအုပ်ဆရာတွေလည်းဒီတိုင်းပဲ။ကျွန်တော်တို့အခုနားထောင်နေတဲ့ယုံကြည်သူတွေလည်းဒီတိုင်းပဲ။ဘုရားသခင်တင့်ကိုလုံးဝအငတ်မထောင်ဘူး။ဒါပေမဲ့တင်လိုချင်တိုင်းဝုန်းတိုင်းကျဲမြောဘုရားသခင်ပေးမှာမဟုတ်ဘူး။
ဘုရားသခင်ကတင့်ကိုပြောချင်တယ်ဘာလဲဆိုတော့ကျွန်တော်ကိုပြောသလိုပဲဘုရားသခင်ဒီနေ့တင့်ကိုပြောနေတယ်သူများထဲမှာရှိတဲ့အရာတွေကိုပဲမမြင်ပါနဲ့ကိုယ့်လက်ထဲမှာရှိတဲ့နိုင်ငံတော်ရဲ့အမွေခံဖြစ်တယ်ဆိုတာသင်မှတ်မိပါသင်တတိထားပါသူများတွေကဘဏ်ထဲမှာပတ်စံသိန်းချီတောင်းချီသိန်းတောင်းမကထည့်ထားတာကိုပဲသင်သွားပြီးမှအားမကြပါနဲ့သင်မှာထာဝရနေရာမှာဝင်ဖို့အမွေခံဖြစ်တယ်သင်ဟာလေလုယာဒါကိုကျွန်တော်တို့မြင်စေချင်တယ်ခေတ္တအရာတွေကကြော်သွားမှာပါဒါပေမဲ့ထာဝရအရာသင်မှာရှိတယ်ဆိုတာဘုရားသခင်သင်ကိုစကားပြောပါစေနံပါတ်၄တစ်ချက်ကြည့်အောင်ငွေလိုနေတဲ့အခါမှာဖတ်ရမယ့်နံပါတ်ကျမ်းချက်နံပါတ်၄တစ်ချက်ကရှမတ်သက်ခရစ်ယာန်ခန်းကြီး6ငယ်33ဖြစ်ပါတယ်ဘုရားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာကြလောနောက်မှထိုအရာများကိုပေးတော်မူမည်တဲ့ကျွန်တော်တို့ကများသောအားဖြင့်ဘုရားသခင်ကိုအမြဲတမ်းတောင်းကြတယ်ဒီဟာပေးပါဒီဟာပေးရင်ဒါလုပ်မယ်ဒီဟာပေးရင်ဘုရားမှုလို့မပါဝင်မယ်ကျွန်တော်တို့ရဲ့နိယာမကဘယ်လိုလဲဆိုတော့ပေးပါပေးရင်လုပ်မယ်ဒါပေမဲ့ဘုရားသခင်ရဲ့နိယာမကလုပ်ပါလုပ်ရင်ပေးလာမယ်ဒါကြောင့်ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်တို့ဟိုတစ်ပတ်မှလည်းကျွန်တော်ဒီအကြောင်းဝင်ငါပြီးပြီဘုရားသခင်ရဲ့နိယာမကကျွန်တော်ရှိတာလေးနဲ့လှုပ်ဖို့ဖြစ်တယ်အဲ့လိုလှုပ်တဲ့အခါမှာဘုရားသခင်ကပေးလာမယ်အာမင်လုံလောက်တဲ့အရာကိုပေးလာမယ်လိုအပ်တဲ့အရာကိုပေးလာမယ်ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာပါတဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတာဘာလဲဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတာဘုရားသခင်ရဲ့အုပ်စိုးခြင်းကိုပြောတာမိမိကိုယ်ကိုဘုရားသခင်ကိုအုပ်စိုးစေပါတဲ့မိမိကိုယ်ကိုဘုရားသခင်ကိုအုပ်စိုးခြင်းကိုရှာရပြီဆိုရင်အဲ့ဒီရှာရတဲ့အုပ်စိုးခြင်းကိုတစ်ခါပါဖြစ်လေသူတပားကိုရအောင်လုပ်ပေးပါပြီးရင်ဖြောင့်မတ်ခြင်းတရားဆိုတာဘာလဲဖြောင့်မတ်တယ်လို့ပြောလိုက်တဲ့အခါမှာလူတိုင်းကမဖြောင့်မတ်နိုင်ဘူးဖြောင့်မတ်ခြင်းကတစ်ခုပဲရှိတယ်အဲ့ဒါကတော့ဘုရားသခင်ပဲသခင်ယေရှုခရစ်တော်ပဲဒါကြောင့်ဘုရားသခင်ကိုအရင်ရှာပါလို့ပြောတာဘုရားသခင်နဲ့ကျွန်တော်တို့ဒီပါလေအုပ်စိုးခြင်းဘုရားသခင်ကိုကယ်တင်ခြင်းအဲ့ဒီဟာကိုအရင်ရှာပါအဲ့ဒီအရင်ရပြီဆိုရင်ဘုရားသခင်ကကြံတဲ့အရာတွေကိုလုံလောက်စွာပေးလိုက်မယ်။အိုးဒီအရာတွေရှာတွေ့ပြီဟေ့ကယ်တင်ခြင်းရပြီဟေ့ဆိုရင်တထေးဖြစ်ခိုင်းမလားအဲ့လိုပြောနေတာမဟုတ်ပါဘူး။ဒီအရာတွေရှာတွေ့ပြီဆိုရင်သင်ရောက်ရဲလာလိမ့်မယ်။ရောက်ရဲလာတဲ့အခါမှာသင်ထာဝရအရာကိုမြင်တက်လာလိမ့်မယ်ဆိုတဲ့အရာကိုပြောနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့လိုအပ်ချက်ကိုခဏဘေးဖယ်ထားရင်မှဘုရားသခင်ရဲ့အမှုတော်ကိုဦးစားပေးဖို့ရန်အတွက်ကျွန်တော်တို့လုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့လိုအပ်ချက်လိုချင်တာကိုပြောတာမဟုတ်ဘူးเนาะကျွန်တော်ရဲ့လိုအပ်ချက်ကိုဘုရားသခင်ပြည့်စုံစေလာမယ်ဆိုတာဂတိတော်ရှိပါတယ်ဒါကြောင့်ဒီဂတိတော်ကိုဆွဲကင်ဖို့လိုပါတယ်အာမင်ဒါကြောင့်ဒါနံပါတ်၄တစ်ချက်ဖြစ်တယ်နံပါတ်5ငွေလိုနေတဲ့အခါမှာဖတ်ရမယ့်ကျင့်ချက်နံပါတ်5တစ်ချက်ကပါလဲဆိုတော့ဖိလိပ္ပိဩဝါဒစာခန်းကြီး4ငယ်7ငါဒီတွေ့ကြုံသမျှတော့အချင်းရာတို့၌ရောက်ရဲတော့စိတ်ရှိအံ့တော့ငါတင်မိပြီရှုတ်ချခြင်းကြွယ်ဝခြင်းကို၎င်းခံတတ်၏ဝါစာစားခြင်းဝါစွာစားခြင်းမွတ်သိပ်ခြင်းစီးစိမ်ရှိခြင်းဆင်းရဲခြင်းတို့ကိုခံရတော့ငါအရရတို့တွင်အရရာ၌တင်မိပြီငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုကိုငါသက်ဆွမ်းနိုင်၏လူတွေကဒီနောက်ဆုံးကျင့်ချက်တစ်ချက်ကိုယူမှအမြဲတမ်းစကားပြောတတ်တယ်။ဘာလဲဆိုတော့ခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုကိုငါသက်ဆွမ်းနိုင်၏ဆိုပြီးမှကြွေးကြော်တတ်တဲ့အမှုကိစ္စပြဿနာတချို့မှာငွေကြေးကိစ္စမော်တော်ကောင်းဒါပေမဲ့များတော့အဖြစ်ကျွန်တော်တို့အတုံးမားနေတတ်တယ်ဒီကျမ်းချက်ရဲ့အဓိက connect ဒီကျမ်းချက်ရဲ့အဓိကဆိုလိုရင်းကပါလေအရှိကပြောလိုက်တဲ့စကားနဲ့အောက်ကပြောလိုက်တဲ့စကားကိုအမြဲတမ်းကျွန်တော်တို့ဖတ်ရမယ်ကျမ်းချက်ရဲ့အပေါ်ကျမ်းနဲ့အောက်ကျမ်းကိုတေချာနားလည်အောင်ကျွန်တော်တို့လုပ်ရအောင်အဲ့ဒါမှသူ့ရဲ့မူရင်းဆိုလိုရင်းကိုကျွန်တော်နားလည်မယ်ဘာကိုဆိုလိုချင်နေတာလဲပေါလုကခရစ်တော်အားဖြင့်ခတ်သိမ်းသောအရာကိုငါသက်ဆွမ်းနိုင်တယ်လို့ပြောလိုက်တဲ့အခါမှာဘာမဆိုအုံဖွားဆိုပြီးမှဖြစ်လာမယ်လို့ပြောနေတာမဟုတ်ဘူးပေါလုကဘာလဲဆိုတော့ရောက်ရဲနိုင်ပြီလို့ပြောတာโอเคမှတ်ထားနော်ခရစ်တော်အားဖြင့်ခတ်သိမ်းသောအရာကိုငါတတ်ဆွမ်းနိုင်ပြီဆိုတဲ့စကားကရောက်ရဲတင်းတိမ်ခြင်းကိုပြောနေတာရောက်ရဲတင်းတိမ်ခြင်းကိုပြောနေတာโอเคဘာရောက်ရဲတင်းတိမ်ခြင်းလဲငါတထေးသားဖြစ်ရင်လဲငါနေတတ်တယ်တဲ့မဝါကြွားဘူးတဲ့စင်းရဲသားဖြစ်ရင်လဲငါစင်းရဲတယ်လို့နေတတ်တယ်တဲ့ငါငက်နေတယ်လဲငက်နေတယ်လို့ငါအသက်ရှင်တတ်တယ်တဲ့ငါဝါစွာစားနေရရင်လဲဝါစွာစားနေရတယ်လို့ငါအသက်ရှင်တတ်တယ်တဲ့ခရိယန်တရားအနေနဲ့ကောင်းကောင်းအသက်ရှင်တတ်ဆိုလိုချင်တာကဘယ်မှာပဲဘယ်အချိန်နေမှာပဲနေငါရောက်ရဲတင်းတိမ်နိုင်တယ်ဆိုလိုချင်တာကဒီဘဝကိုကျေနပ်နိုင်တယ်ကိုစိတ်ညစ်ပြီးတော့မှစိုးရိမ်နေတာတွေလုံးဝမရှိတော့ဘူးအဲ့ဒီရဲ့နေရာမှာအဲ့ဒီရဲ့အရာကိုတင်မိပြီတဲ့တင်မိတယ်ဆိုတာဘာကိုတင်မိတာလဲနားလေကုန်တာအကုန်လုံးသဘောပေါက်သွားတယ်အောင်မြင်သွားတာရောက်ရဲတင်းတိမ်သွားတာလောကရန်တရားအားလုံးကိုနိုင်သွားတာအဲ့လိုအမြင်မျိုးရှိသွားတာ
ဒါကိုခရစ်တော်အားဖြင့်ခတ်သိမ်းတော်အမှုတော်ကတတ်ဆွမ်းနိုင်တယ်လို့ပြောတာခတ်သိမ်းတော်အမှုကိုငါတတ်ဆွမ်းနိုင်တယ်ဆိုတော့ဒီခတ်သိမ်းတော်အမှုကိုငါတတ်ဆွမ်းနိုင်တယ်ဆိုတာဟိုဟာလဲငါလုံနိုင်တယ်ဒီဟာလဲငါလုံနိုင်တယ်ဆိုတော့လုံနိုင်ခြင်းကိုပြောတာမဟုတ်ဘူးအဲ့ဒီပတ်ဝန်းကျင်ဘာပတ်ဝန်းကျင်ပဲဖြစ်ဖြစ်ငါနေနိုင်တယ်ဆိုတဲ့အရာကိုပြောတာဖြစ်ပါတယ်ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ငါရောက်ရဲတင်းတိုင်နိုင်တယ်လို့ပြောတာဖြစ်တယ်ဒါကိုနားလေဖို့လို့လိုပါတယ်ဒါကြောင့်ငွေလိုတဲ့အခါမှာငွေတအားလိုနေတဲ့အခါမှာကျွန်တော်တို့ဒီကျမ်းချက်ကိုဖတ်ကြည့်ပါဘောလူရဲ့အတ္တကိုဖတ်ကြည့်တဲ့အခါမှာနားလည်လိမ့်မယ်ခရစ်တော်အားဖြင့်ဆင်းရဲခြင်းမှာရောက်ရဲနိုင်ရမယ်အဲ့ချိန်မှာကျွန်တော်ရောက်ရဲလာနိုင်မယ်โอเคငွေတအားလိုနေတဲ့အခါမှာဆင်းရဲနေတယ်လေဆင်းရဲနေတဲ့အခါမှာကျွန်တော်ရောက်ရဲလာနိုင်မယ်ခွန်အားတွေရလာမယ်ချမ်းသာခြင်းမှာရောက်ရင်လည်းလမ်းမလွဲမသွေနေနိုင်ဖို့ဖယားသခင်ကိုကိုးစားတက်လာဒါနှစ်ပတ်နားတစ်ချက်ဖြစ်ပါတယ်ဒီကျမ်းချက်ဖတ်ဖို့လိုတယ်ငွေလိုနေတယ်ဆိုရင်ငွေလိုတဲ့ချိန်မှာဖတ်ရမယ့်ကျမ်းချက်နှစ်ပတ်6တစ်ချက်ကပါလဲဆိုတော့ဟေဘရဲဩဝါစာခန်းကြီး73အငယ်9ဖြစ်ပါတယ်သင်တို့ဤကျင့်ကြံမှုပြုမှုခြင်းသည်တဲ့ငွေကိုတတ်မှတ်ခြင်းနဲ့ကင်းလို့၍ကိုယ်၌ရှိသောဥစ္စာနှင့်ရောင့်ရဲခြင်းရှိကြလောအကြောင်းမူကားငါသည်တင့်ကိုမစွန့်တင့်ကိုအလင်းမပြည့်၍မထားဘူးဂရိတော်ရှိဒါဂတိတော်နော်ဂတိတော်ဖယားသခင်ရဲ့ဂတိတော်ဗာလဲတင်ငွေတအားလူနေတဲ့အခါမှာတင်နားလေရမှာကဘယ်သူမှတင့်ကိုမကူညီနိုင်တဲ့အခါဖယားသခင်ရှိသေးတယ်ဆိုတာသတိရပါအာမင်ဟိုလူမေးလိုက်လဲဖုန်းဆက်လိုက်ရင်လည်းမကူညီနိုင်ပါဘူးသူ့မှာအခုအခက်ခဲရှိတယ်ဒီလူဖုန်းဆက်လိုက်ရင်လည်း तू မကူညီနိုင်ဘူးသူ့ကိုနိုင်အောင်လည်းအခက်ခဲရှိတယ်ဘယ်သူမှငါ့ကိုမကူညီနိုင်တော့တဲ့အခါမှာမမေ့ပါနဲ့ဖယားသခင်ရှိသေးတယ်ဆိုတာမမေ့ပါနဲ့အခုနားထောင်နေတဲ့သင်အသက်တာမှာအခက်ခဲမတူညီတဲ့အခက်ခဲရှိမယ်ကျွန်တော်မသိဘူးဖယားသခင်သင်ရဲ့အခက်ခဲကိုသိတယ်အဲ့ဒီအခက်ခဲကြုံနေတဲ့အခါမှာဘယ်သူမှငါ့ကိုမကူညီဘူးလို့သင်ထင်နေသလားဖယားသခင်ရှိသေးပါတယ်ချစ်တော်ညီကိုမောင်တို့ငါဒီတင့်ကိုမစွန့်တင့်ကိုအလင်းမပြည့်၍မထားဘူးဂတိတော်ရှိ၏တဲ့ဗာလဲဂတိတော်ရှိ၏ဖယားသခင်ရဲ့ဂတိတော်ဖယားသခင်ကထာဝရမပြောင်းလဲဘူးလို့ခုနကျွန်တော်တို့တခြင်းအောင်ဆိုသွားတယ်ယေရှုခရစ်မနေ့ယနေ့နောင်ကာလမပြောင်းလဲဘူးဆိုရင် तू ပေးထားတဲ့ဂတိတော်လည်းဘယ်ပြောင်းမလဲမပြောင်းဘူးဒါကိုတင်ယုံထားဖို့လိုတယ်တင်ငွေတအားလိုနေတဲ့အခါမှာဒီဟာလေးဖတ်ပါတင်ခွန်အားရပါလားပါလိမ့်မယ်နံပါတ်9ငွေလူနေတဲ့အခါမှာဖတ်ရမယ့်ကျင့်ချက်နံပါတ်9ချက်ကတုတ်တန်ခန်းကြီး30ငယ်8ကနေ9ဖြစ်ပါတယ်ကျွန်တော်မှာအနတ္တနဲ့မုတာကိုပယ်တော်မူပါတဲ့ဆင်းရဲခြင်းနဲ့ငွေရတတ်ခြင်းကိုပေးတော်မူပါနဲ့အသက်မွေးလောက်သောအစာကိုဒါပေးတော်မူပါသို့မဟုတ်ကျွန်ုပ်ဒီကြွယ်ဝရေးဖျားထာဝရဘုရားကအဘယ်သူနည်းဟုဆိုလျက်ကိုတော်ကိုညင်းပယ်မိဟုစိုးရိမ်စရာရှိပါ၏သို့မဟုတ်ဆင်းရဲ၍သူ့ဥစ္စာကိုခိုးတစ်ပြည့်ကျွန်တော်ဘုရားသခင်နာမတော်ကိုမွတ်တာနဲ့ဆံ၍မွတ်ဆိုသည်ပြီးစိုးရိမ်စရာရှိပါ၏တဲ့ယုံကြည်သူစစ်မှန်သောယုံကြည်သူရောက်ရဲတင်းတိမ်နိုင်တဲ့ယုံကြည်သူတယောက်ကရေးထားတာဖြစ်တယ်ဒီကျမ်းချက်ထဲကရတဲ့အလင်းကပါလဲဆိုတော့စင်ရဲချင်းကြောင့်ဒုစရိုက်ကိုပြုမိပြီးဖျားနာမှာရှုံချမိမှာဆိုလို့ဖျားသခင်ကိုဆုတောင်းထားဖို့လိုတယ်ကျွန်တော်တို့ကိုတအားစင်ရဲအောင်မလုပ်ပါနဲ့မပေးပါနဲ့ကျွန်တော်တွေ့ဘူးတဲ့ခရိယန်တွေထဲမှာတော့အဲ့လောက်ထိစားစရာမရှိအောင်ပေါင်းစားတဲ့အဆင့်တွေကတော့ကျွန်တော်မမြင်ဘူးစစ်မှန်တဲ့ယုံကြည်သူတွေကဖျားသခင်လုံးဝအငတ်မထားဘူးโอเคကျွန်တော်နောက်တစ်ခါပြောမယ်စစ်မှန်တဲ့ယုံကြည်သူတွေကိုဖျားသခင်ကလုံးဝအငတ်မထားဘူးကျွန်တော်တခါမှမမြင်ဘူးဒါမျိုးဟိုခရိယန်ပါဆိုမှလိုက်တောင်းစားနေတဲ့သူတွေရှိလဲရှိမှာပေါ့မရှိဘူးလို့ကျွန်တော်ပြောတာမဟုတ်ဘူးဒါပေမဲ့များတော့အဖြစ်ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင်ဖျားသခင်ကအသက်မွေးလောက်တော့အစာကိုပေးစမြဲပါပဲလိုအပ်တာကိုဒါကြောင့်ယုံကြည်သူတယောက်အနေနဲ့ငွေကိုတတ်မှတ်ပြီးတော့မှတထေးဖြစ်သွားမယ်ဆိုတဲ့အရာကိုစစ်မှန်တဲ့ယုံကြည်သူကတိတ်မမျှော်လင့်ဘူး။ဘာကြောင့်လဲဆိုတော့ပတ်စံတအားများသွားလို့ရှိရင်ဘုရားသခင်ကိုဗာလဲမေ့မှာဆိုလို့တချို့ဒီလိုပြောလိုက်လို့တချို့ပတ်စံချမ်းသာတဲ့ယုံကြည်သူတိုင်းကဘုရားသခင်ကိုမေ့တဲ့သူတွေလို့ပြောနေတာမဟုတ်ပါဘူး။တချို့ဘုရားသခင်ကိုအင်မတန်ချစ်တဲ့ချမ်းသာတဲ့သူတွေရှိပါတယ်တကယ်ရှိပါတယ်။ဒါပေမဲ့အ ਨੇ ပါချမ်းသာတဲ့သူများတော့အဖြစ်မာနတက်ရလွယ်ပါတယ်ဘုရားရှိတယ်။ဒါကြောင့်ကျွန်တော်ချမ်းသာတဲ့သူတွေဘုရားသခင်ကျွန်တော်မဆပါစေအခုနားထောင်နေတဲ့တင်ချမ်းသာနေတယ်ဆိုရင်ဘုရားသခင်တင့်ကိုနှိမ့်ချခြင်းပေးဖို့တော့လိုတယ်။ဘာကြောင့်လဲဆိုတော့ဒီငွေအားဖြင့်ဘုရားသခင်ကိုမေ့တတ်တယ်။ငါဆိုတဲ့အရာတွေထလာတတ်တယ်။ဒါကြောင့်ချမ်းသာတဲ့ယုံကြည်သူတွေတာ၍တတိထားရမယ်ဆင်းရဲတဲ့သူနဲ့စာရင်ပေါ့လေ။ဒါကြောင့်ငွေအင်မတန်လိုနေတဲ့ဆင်းရဲသူတွေအတွက်ဒီကျမ်းချက်ကိုဖတ်ပါ။ရောင့်ရဲတင်းတိမ်ဖို့လိုပါတယ်။ဘုရားသခင်ကတင့်ကိုလုံးဝအဲ့ဒီငွေလိုနေပေမဲ့အငတ်တော့မထားပါဘူးဆိုတာကျွန်တော်ခွန်အားပေးခြင်းပါတယ်နံပါတ်၈ငွေလိုနေတဲ့အခါမှာဖတ်ရမယ့်ကျမ်းချက်နံပါတ်၈တစ်ချက်ကရှင်ယာကုပ်ဩဝါဒစာခန်းကြီး1ငယ်7စုံစမ်းနောက်ဆက်ခြင်းကိုတီးခံတော်သူသည်မင်္ဂလာရှိအကြောင်းမူကားစစ်ကြောစုံစမ်းခြင်းကိုခံပြီးမှသခင်ဖျားကိုချစ်တော်သူတို့အားဂတိထားတော်မူသောအသက်တော်ဖူကိုရလိမ့်မည်တဲ့ငွေအင်မတန်လိုတဲ့အခါမှာသင်တတိထားနော်
ငွေအင်မတန်လိုတဲ့အခါမှာဖျားသခင်ရဲ့စစ်ဆေးခြင်းဖြစ်နိုင်တယ်လို့စာတန်ကလာတဲ့စုံစမ်းနောက်ဆက်ခြင်းလည်းဖြစ်နိုင်တယ်စာတန်ကတင်ပါလိုအဲ့နေရာတိရကိုခုနကျွန်တော်ပြောပြီးပြီတင်ငွေသားလိုနေတယ်ဆိုရင်တင်းရဲ့ယုံကြည်ခြင်းကိုအဲ့ဒီငွေနဲ့များတော့မှာငများကြိတ်ထားပြီးတော့မှအပြင်မှာအစာလလလေးထားမှတင်းကိုချပြီးတော့မှတမာတရားနဲ့တွေ့ဖယ်တဲ့အရာတွေကိုလောက်ခိုင်းတော့မှငွေပေးမယ်ဆိုပြီးမှနောက်ပြီးတော့မှအဲ့ဒီစာတန်လာပြီးတော့မှစုံစမ်းနောက်ဆက်တာလဲဘုရားသခင်ခွင့်ပြုထားတဲ့စစ်ဆေးခြင်းတစ်မျိုးပါပဲဘုရားသခင်ခွင့်မပြုရင်ယုံကြည်သူရဲ့အတ္တမှာဘာမှဖြစ်နိုင်စရာအကြောင်းမရှိဘူးဘုရားသခင်အခွင့်တော်ရှိလို့ဖြစ်တယ်ဒါကြောင့်ခေတ္တဘဝရဲ့ချမ်းသာကြွယ်ဝမှုတဲ့ထာဝရကာလအတွက်ယုံကြည်ခြင်းကိုအမြဲကြွယ်ဝနေဖို့လိုပါတယ်ကျွန်တော်အမြဲပြောတယ်လောကအရာတွေရဲ့ချမ်းသာကြွယ်ဝမှုကခေတ္တပါပဲအရေးမကြီးဘူးလားဆိုတော့အရေးကြီးပါတယ်ဒါပေမဲ့ခေတ္တအရာဆိုတာအမြဲတမ်းနှလုံးသွင်းထားပါတာ၍အရေးကြီးတာကထာဝရအရာဖြစ်ပါတယ်ဒါကြောင့်ငွေလိုနေတဲ့အခါမှာဒီကျမ်းချက်လေးဖတ်ပါဒီကျမ်းချက်လေးဖတ်လာတဲ့အခါမှာတင်နားလဲလာလိမ့်မယ်မဟုတ်တာမလုပ်ရဘူးဆိုတာတင်ငွေရှာရမယ်ငွေလိုနေတာကိုဒါကြောင့်နီးမှန်လမ်းမှန်ရှာဖို့လိုတယ်ဘုရားသခင်ပေါ်ပြထားတဲ့အရာအတိုင်းသွားဖို့လိုတယ်ဘုရားသခင်တင့်ကိုစစ်ဆေးနေသလားတော့မို့စာတန်ရဲ့လက်ကွက်လားဆိုတာတင်နားလဲဖို့လိုတယ်နံပါတ်9ငွေလိုနေတဲ့အခါမှာဖတ်ရမယ့်ကျမ်းချက်နံပါတ်9တစ်ချက်ကဖိလိပ္ပိဩဝါစာခန်းကြီး1:20ယခုပင်ထင်ရှားတော်မူမည်ဟုငါမျှော်လင့်အာကြီး၍တောင့်တသည်နှင့်ညီတင်တို့ဆုတောင်းသဖြင့်၎င်းယေရှုခရစ်တော်၏ဝိညာဉ်တော်မဆသဖြင့်၎င်းအကြောင်းအရာဒီငါ့ကိုကယ်တင်သောအကြောင်းအရာဖြစ်တော်မူမည်ဟုငါသိ၏တဲ့ချစ်တော်ညီကိုမောင်မတို့ကျွန်တော်တို့အခက်ခဲဆိုတာကျွန်တော်တို့ထဲမှာပဲရှိတာမဟုတ်ဘူးကျွန်တော်တို့တမန်တော်တွေထဲမှာတော့အခက်ခဲရှိတယ်သူတို့ရဲ့အခက်ခဲရှိတဲ့အခါမှာရှင်ပေါလုကအစာရေးတဲ့အခါမှာအသင်းတော်တွေကိုသူတို့အတူတကွဒီအခက်ခဲတွေကိုပေါ်ပြတယ်သူတို့ကဖြည့်ရှင်းဖို့ရန်အတွက်အကူအညီတောင်းတာတွေရှိတယ်ငွေကြေးပိုင်းမှာရောနှစ်သိမ့်ချင်းပိုင်းမှာရောအကူအညီတောင်းတာတွေရှိတယ်သူအကူအညီရတယ်နှစ်သိမ့်ချင်းခံရတယ်ဆိုတဲ့အကြောင်းလဲရှင်ပေါလုအများကြီးရေးတာတွေရှိတယ်ဆိုတော့ကျွန်တော်တို့ငွေတအားလိုနေတဲ့အခါမှာခက်ခဲနေတဲ့အခါမှာကိုတယောက်တည်းပဲကြိတ်မိတ်ပြီးတော့မှခံပါနဲ့အသင်းတော်ကိုပြောပြပါကျွန်တော်ယုံကြည်တယ်ဘယ်အသင်းတော်ကလူမကိုယ့်ရဲ့အသင်းသားကိုအဲ့လိုအခက်ခဲရှိပြီဆိုတော့မကူညီဘဲနဲ့ထားတဲ့သူတော့မရှိဘူးအနည်းအများတော့ကူညီမှာပဲဒါကြောင့်တင့်အခက်ခဲကိုတင်တယောက်တည်းပဲမခံပါနဲ့နီးစက်ရယုံကြည်သူအမှုတော်ဆောင်တွေကိုဆုတောင်းပေးဖို့ကူညီဖို့ရန်ဆုတောင်းကူညီခိုင်းပါဆုတောင်းပေးခြင်းဟာတင့်လက်ရှိအခြေအနေကိုကယ်တင်နိုင်တဲ့အကြောင်းရင်းဖြစ်ပါတယ်ဆုပဲတောင်းမှာတော့မဟုတ်ပါဘူးဆုတောင်းပေးပါလို့ပြောလိုက်တဲ့အခါမှာသူတို့ကတော့ဘုရားသခင်ကိုချစ်တဲ့သူကတော့ဘလို့ပဲဖြစ်ဖြစ်တင့်ကိုဘလို့ပဲဖြစ်ဖြစ်ကူညီမှာပါပဲဒါကြောင့်ကျွန်တော်ခွန်အားပေးခြင်းနဲ့ငွေအင်မတန်လိုတဲ့အခါမှာဒီကျမ်းချက်တွေဖတ်ပါဒီကျမ်းချက်တွေဖတ်တဲ့အခါမှာဆုတောင်းရမယ်ဆိုတာသင်သိလာတယ်โอเคကျွန်တော်တို့များတော့အဖြစ်ဆုတောင်းခြင်းကိုကျွန်တော်တို့ကအထင်သေးတတ်ကြတယ်ငါလိုနေတာငွေလေးဆုတောင်းခြင်းမဟုတ်ဘူးအဲ့လိုမျိုးတွေပြောတတ်ကြတယ်ချစ်တော်ညီကိုမောင်တို့သင်လိုနေတာငွေဟုတ်ပါတယ်ဒါပေမဲ့ဘုရားသခင်ကသင်ကိုဆုတောင်းခြင်းအဖြစ်အစာပြုစေခြင်းတယ်အာမင်ဘုရားသခင်ကသင်ကိုဆုတောင်းခြင်းအဖြစ်အစာပြုစေခြင်းတယ်နှိမ်ချခြင်းအဖြစ်ဆုတောင်းခြင်းနဲ့စောင့်ဆိုင်နေပါဘုရားသခင်အံ့ဩဖွယ်အမှုကိုပြုပါလိမ့်မယ်လူတွေကငွေလေးဆိုပြီးတော့မှဆုမတောင်းခြင်းပဲနဲ့မလုပ်ပါနဲ့ဆုတောင်းပါဆုတောင်းခြင်းဟာအံ့ဩဖွယ်အရာကိုဖြစ်စေပါတယ်အာမင်နောက်ဆုံးတစ်ချက်ငွေလူနေတဲ့အခါမှာဖတ်ရမယ့်ကျမ်းချက်ဆက်ချက်နောက်ဆုံးတစ်ချက်ကပါလဲဆိုတော့ညင်းဆဲခြင်းကိုစာလံ61:30ညင်းဆဲခြင်းကိုမကိုးစားနဲ့အနိုင်ထက်လူယူ၍မဝါကြွားနဲ့ဥစ္စာများပြားရင်စိတ်ဆွဲလန်းခြင်းမရှိကြနဲ့လူနေတဲ့ငွေကိုဘုရားသခင်ကကျွန်တော်ပြင်ဆင်ပေးပြီးဆိုပါစို့နောက်ဆုံးဘုရားသခင်ကျွန်တော်ပြင်ဆင်ပေးပြီးကျွန်တော်တို့လည်းဖြည်းဖြည်းချင်းနဲ့ကြိုးစားလာတဲ့အခါမှာဥစ္စာတွေများပြားလာတဲ့အခါမှာကျွန်တော်တို့ဘုရားသခင်ကိုမေ့သွားပြီးမှမတည်မြဲတဲ့ဥစ္စာပေါ်မှာဆွဲလန်းနေတတ်တယ်မတည်မြဲတဲ့ဥစ္စာထဲမှာစိတ်ဆွဲလန်းခြင်းရှိနေတတ်တယ်ဒါကြောင့်ဒီကနေ့သင်ငွေရသွားပြီဆိုလို့ရှိရင်နောက်ဆုံးတစ်ချက်နဲ့သင်တတိထားရမှာကအခုငွေလိုနေတယ်โอเคငွေလိုနေတဲ့အခါမှာငွေရပြီလို့ရှိရင်ဘုရားသခင်ကိုမမေ့ဖို့ကျွန်တော်အရင်ကြိုတင်တတိပေးနေတာများတော့အပြင်ကျွန်တော်တို့ကလေအခက်ခဲရှိမှပဲဘုရားသခင်ကူညီပါဘုရားသခင်အခက်ခဲရှိမှပဲဆရာကြီးကူညီပါဆုတောင်းကူညီပါအခက်ခဲအစဉ်ပြေသွားပြီဟေ့ဆိုလို့ရှိရင်ဂျေဇုတော်ပဲဆိုမှဖုန်းဆက်လာတတ်တဲ့သူကနေတယ်သခင်ယေရှုကုသပေးလိုက်တဲ့ဒီပါလေကျွန်တော်တို့ပြောတဲ့ယောဂတဲ့10ယောက်ရှိမလားဆိုတော့အဲ့ဒီလူတွေအတိုင်းပဲတယောက်ပဲပြန်လာတယ်ကျွန်တော်တို့အခြေအနေလဲဒီအတိုင်းပဲလိုအပ်နေတဲ့အခါမှာဖခင်ရေလှုပ်ပါ
ဆရာရေလှုပ်ပါကိုညီပါဖခင်ရေလှုပ်ပါကိုညီပါဆူတောင်းကူခိုင်းတယ်ကိုညီခိုင်းတယ်ကိုညီလဲကိုညီလိုက်ရောအစေလဲပြေသွားရောသူဟာသူအေးစေးပုံမှန်ဖြစ်သွားပြီဂျေဇုတင်နေဘာညာမရှိဘူးဖခင်တခင်ဂျေဇုတော်ချီးမွမ်းနေမရှိဘူးဂျေဇုတင်တဲ့သူဖြစ်စေပါဂျေဇုချီးမွမ်းတဲ့သူဖြစ်စေပါလောကအရာကိုပဲဆွဲလန်းတဲ့သူမဖြစ်စေနဲ့ထာဝရအရာကိုဆွဲလန်းတဲ့သူဖြစ်စေပါဒါနောက်ဆုံးတစ်ချက်ဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်နှမတို့ရှမသက်ခရစ်ဝင်ခန်းကြီး6ငယ်27မှာအကျင့်အရက်၌တင်လို့ဤဘန္နာရှိထိုရက်တို့တင်လို့ဤစိတ်နှလုံးရောက်တတ်၏လို့ဖော်ပြထားပါတယ်ငွေကြောင့်ဖျားမှုတော်မြတ်မှာပါဝင်လို့ရတယ်လို့ငွေကြောင့်တင်လန်းလွဲသွားနိုင်ပါတယ်ပို့ဆိုးတာကငွေလိုနေတဲ့အချိန်မှာတမာတရားနဲ့ပို့ပြီးတွေဖယ်နိုင်တဲ့အလုပ်တွေလုံးမိနိုင်တာမို့ကျွန်တော်တို့ဘဝမှာငွေအရေးကြီးလိုအပ်တိုင်းအခုနကျွန်တော်ပြောသွားတဲ့ကြမ်းချက်10ချက်ကိုအမြဲတမ်းဖတ်ရှုနှလုံးသွင်းပါလို့ကျွန်တော်ခွန်အားပေးရင်းနဲ့ဒီလေးနှုတ်ပတ်တော်ကိုဒီများလောက်နဲ့ပဲဏိဂုံချုပ်ရနာလိုက်ပါတယ်နားဆင်သူရောက်စီတိုင်းပေါ်ဘုရားခင်တာ၍ကောင်းချီးပေးပါစေတော့ဆုတောင်းကြပါစို့ယေရှုမြတ်တော်ရှင်ဖာကိုရောဖျားရဲ့ယေရှုတော်ကြောင့်နှုတ်ပတ်တော်ကိုခံယူခွင့်ရတယ်တန်ရှင်တော်ဝိညာဉ်တော်ဖော်ပြမှုကြောင့်ခက်တလိုအပ်နေတော့ဒီငွေကြီးဘလို့ရှာရမလဲဘလို့ခံယူရမလဲဘလို့အမြင်နဲ့မြင်ရမလဲဆိုတဲ့အရာကိုကျွန်တော်တို့စင်ချင်ခွင့်ရတယ်ကျေးဇူးတော်ချီးမွမ်းနေကျွန်တော်တို့အားလုံးဒီငွေကြီးလိုအပ်နေတော့သူဖြစ်တယ်တို့ပေမဲ့တာ၍လိုအပ်နေတော့အရာဒီဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့ဘုရားသခင်ရဲ့ကျေးဇူးမေတ္တာကရုဏာထာဝရအသက်ထာဝရခံစားရမယ့်အရာတွေဖြစ်တယ်ဆိုတာကျွန်တော်တို့ကိုနားလည်စေပါကျေးဇူးတော်ချီးမွမ်းနေနားထောင်တဲ့သူရောက်စီတိုင်းမှာလဲကြားနာသူရောဟောကြားသူရောသူကထိမိတိဆောက်เสียဖြစ်စေပါမိကြောင်းယေရှုနာမအဖြစ်ဆုတောင်းပါရဖဖခင်အာမင်